အားလုံးပဲမင်္ဂလာပါရှင်ခီတီကတော့ပဲ game shop လဲဆိုတော့ခီနဲ့တူတူလိုက်ကြည့်မယ်ပေါ့နော်ခီတီကတော့ဒီ game shop ပါမယ်ရှင်ကဲမိုင်လိုပေါ့နော်မိုင်လိုထားပါဆိုတဲ့ game shop ပါမယ်ရှင်ဒါလေးကိုနှိပ်မယ်ပေါ့နော်ရပြီဆိုလို့ရှင်ပေါ့နော်စခွန်ပါနော်မိုင်လိုထားပါမဆော့ရသေးပါဘူးဒီပေါ့နော်ဘာမှမဆော့ရသေးပါဘူးကဲတော့ကြသွားပြန်ပြီကဲရောက်ပြီခီတီပေါ့နော်ဗီဒီယိုရိုက်လိုက်တယ်ဘာလို့လဲဆိုတော့ခီတီခုံနေရမှာကြားနေမှာဆိုလို့ပါအမေခီတီကတော့နေရာမှာလေโอเคရပြီဘယ်လိုကြလဲဟာစကြနေတာနဲ့စလည်းမစတတ်ဘူးမတိရဘူးတိလို့ရှင်သေးမှာတဲ့တန်းဟုတ်လားတိလို့ရှင်တန်းသေးမှာပေါ့နော်ခီတီကတော့ပေါ့နော်ဘယ်လိုပြောရမလဲခီတီကတော့ပေါ့နော်အဲ့လိုမျိုးဘာလို့ပေါ့နော်fly လို့ fly fly ဆိုတာဘာလို့မသုံးတာနဲ့ဆိုတော့ဘာလို့မသုံးတာလဲဆိုတော့ပေါ့နော်တိုးရကွာသုံးလို့ရှိရင်ကွာဟိုပြမှာဆိုလို့ခီတီကခြံထားတာနောက်နေ့သုံးဖို့အတွက်နောက်နေ့သုံးဖို့အတွက်ခြံထားတာဘာလို့တော့ဒီနားမှာပြုတ်ကြသွားတာခုနတော့ဟာလို့โอเคတော်လေးခုံးတတ်တယ်ဒါမဲ့ခီတီကဒီလိုမျိုးသိဟိုပါပေါ့နော်သိမကြည့်တော့ခါကြတော့ခီတီသိပြီးတော့ဟိုပါဖြစ်နေနိုင်ချင်တော့ကြည့်တော့ခါကြတော့လေအဲ့လိုမျိုးဒီဟိုပါဖြစ်တာခီတီဗီဒီယိုမရရင်ရမ်းခုံးတတ်တာခီတီဒါဗီဒီယိုရရင်နေလို့ခီတီအများခုံးလိုက်နေရောသေးချာခုံးဒါဗီဒီယိုရနေလို့ခီတီနည်းနည်းလေးပဲခုံးပါကဲနောက်ထပ်ကိစ္စပါမယ်ရှင်တူလိုက်ကြည့်ပေးပါနော်ကဲဘယ်ကိစ္စမှာလဲဆိုတော့ဒီကိစ္စမှာပဲပါဟဲ့ let's go ဟိုပေါ့နော်ခီတီညီမလေးရဲ့အတန်နေပါသွားလို့ပေါ့နော်တောင်းမှန်ပါရနော်သူကပေါ့နော်ခီတီပြောတာကနားမထောင်တော့ဘူးနော်ကဲ let's go ခီတီဟိုပေါ့နော်ဒီကိစ္စပေးပါမယ်ရှင်ပဲထားဝါလေးမှန်းခဲ့ပါနော်ခီတီတကယ်ပြောတာပါဒီထားဝါလေးမှန်းခဲ့ပါနော်ထားဝါလေးမှန်းခဲ့ပါရှင်ဘာလို့လဲဆိုတော့ပေါ့နော်ဘယ်လိုပြောရမလဲခီတီကထားဝါလေးဆော့ပေးပါမယ်လို့ဒီဂူမီလားတော့မသိတော့အဲ့ BEAR ဘယ်လိုဆိုတဲ့ဟာပေါ့နော်အဲ့ဟာလေးကိုဆော့ပေးပါမယ်ရှင်ထားဝါပေါ့နော်ဒီထားဝါလေးကိုဆော့ပေးပါမယ်နော်ကိုကြိုက်တဲ့အရောင်လေးတွေကိုမှန်းခဲ့လို့ရပါတယ်နော်ခီတီကိုပေါ့နော်မှန်းခဲ့ပါနော်ကဲနိုင်သွားပါပြီတန်းပြီးတော့ပေါ့နော်နောက်တစ်ခုဆော့ပါမယ်ရှင်ဘယ်ဆော့ရင်ကောင်းမလဲခင်းအောင်ရင်ဆော့လိုက်မယ်ရရင်ဒီပေါ့နော်ဒီအပန်းရောင်ပေါ့နော်ဘာဖြစ်လို့ဒီအပန်းရောင်ခုံလို့ရှိရင်သပင်းတစ်ခုရတယ်တဲ့အဲ့ဒါပေါ့နော် TikTok ထဲမှာတက်လာတယ်အဲ့ဒါသပင်းတစ်ခုရတယ်ခီတီလိုက်ထွန်းကြည့်ရပေါ့နော်မရခဲ့ဘူးပေါ့နော်ခဏပဲကြာနေဟိုမိုင်လိုကခုနမိုင်လိုထားွားလဲကြာပြီ
ရောက်ပြီကဲပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပေါ့နော်ကျေးဇူးများတင်ပါတယ်နော်ကြည့်ရှုပေးရတော့လည်းအားလုံးကျေးဇူးများတင်ပါတယ်ရှင်ဘိုင်ဘိုင်